မြို့တွေကြားမှာဟာတာလေးတွေနဲ့ပျော်ရွှင်အောင်လုပ်ပေးခဲ့တဲ့ online ဆယ်လီ LGBT AR မတယောက်ရရဆက်ဆက်အသက်ခံလိုက်ရတဲ့ဆိုတဲ့သတင်းဟာအခုဆိုရင်လူမှုကွန်ရက်ပေါ်မှာလူပြောအများဆုံးနဲ့စိတ်မကောင်းအဖြစ်အဆုံးသတင်းတစ်ခုဖြစ်လို့နေပါတယ်။မဲဆောက်မှာဖြစ်ပွားခဲ့တဲ့ဒီဖြစ်ရဆိုဟာအပြစ်မဲ့တဲ့သူတယောက်ရဲ့ခင်မင်ယုံကြည်မှုကိုခွင့်ကောင်းယူပြီးရရဆက်ဆက်ကျူးလွန်ခဲ့တဲ့ဆက်စုပ်ဖွယ်ရာရာဇဝတ်မှုတစ်ခုပဲဖြစ်ပါတယ်။ဇန်နဝါရီလ19ရက်နေ့ည7:00နာရီနောက်ပိုင်းကစပြီးတော့ AR မဟာအပြင်ကိုတယောက်တည်းထွက်သွားခဲ့ရကနေအဆက်အသွယ်ပြတ်တောက်သွားခဲ့တာပါ။မိသားစုနဲ့တငယ်ချင်းတွေကလူပြောက်ကြော်ညာပြီးစိုးရင်တကြီးရှာဖွေနေခဲ့ကြပေမဲ့ကန်ဆိုးစွာနဲ့ဇန်နဝါရီလ20ရက်နေ့နေ့လယ်ပိုင်းမှာတော့မဲဆောက်မြို့ TKG ရက်ကွက်ကယာကင်းတစ်ခုတွင်မှာသူ့ရဲ့ရုပ်အလောင်းကိုမှောက်ရသားပြန်တွေ့ခဲ့ရပါတယ်။တွေ့ရှိရတဲ့အနေအထားအရဦးခေါင်းကိုဒုံးနဲ့အချက်ပေါင်းများစွာရိုက်နှက်ထားတဲ့အပြင်အာဓမပြုကျင့်ခံထားရတဲ့လက္ခဏာတွေလည်းတွေ့ရှိရတယ်လို့သိရပါတယ်။ဒါအပြင်သူနဲ့အတူပါသွားတဲ့ iPhone 17 Pro Max နှလုံးရွှေဆွဲကြိုးလက်စွပ်နဲ့ဟန်းချင်းတွေပါလူရဲခံလိုက်ရတာကြောင့်ဒါဟာကြိုတင်ကြံစီထားတဲ့လူရဲတပ်ဖြတ်မှုတစ်ခုဖြစ်နေပါတယ်။ဒီအမှုမှာအဓိကတန်တရားရှိသူကတော့ AR မနဲ့ခင်မင်တီကျွမ်းသူအမျိုးသားတဦးဖြစ်ပါတယ်။နောက်ဆုံးပြောထားတဲ့ Messenger ကစာတွေအရအဲ့ဒီမျိုးသားဟာ AR မကိုအပြင်ထွက်ဖို့ခေါ်သွားခဲ့တာပါလက်ရှိမှာတော့အဲ့ဒီမျိုးသားရဲ့ဓာတ်ပုံတွေဟာလည်းလိုင်းပေါ်မှာပြန့်နှံ့နေပြီးလူများကလည်းဂျုံလေးချောသလောက်စိတ်တက်ကဒီလောက်ထိရုပ်မာရသလားဆိုပြီးပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချနေကြပါတယ်အခုဆိုရင်တော့ထိုင်းရဲတပ်ဖွဲ့ကတရားခံလို့ယူဆရတဲ့ပန်းရောင်ကက်ကိုင်မြန်မာအမျိုးသားကိုအမြန်ဆုံးဖမ်းမိဖို့အတွက်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်AR မဟာနာမည်ကြီးဆယ်လီအောင်ချမ်းအေးရဲ့တကယ်ချင်းတယောက်ဖြစ်သလိုစိတ်တဘောထားအကောင်းမွန်ပြီးလူကြည့်လူခင်ပေါ်များတဲ့သူတယောက်လည်းဖြစ်ပါတယ်ဒီဖြစ်ရက်ကနေကျွန်တော်တို့ရရှိလိုက်တဲ့သင်ခန်းစာကတော့ဘလောက်ပဲရင်းနှီးတဲ့သူဖြစ်ပါစေအယုံမလွယ်မိဖို့နဲ့ရင်းတဲ့တန်းကောင်မှာလူပြတ်တဲ့နေရာတွေကိုတယောက်တည်းမသွားသင့်ဘူးဆိုတာပါပဲရုပ်ရည်ကိုကြည့်ပြီးလူတယောက်ရဲ့စိတ်တက်ကိုတိုင်းတာလို့မရဘူးဆိုတာဒီအမှုကသက်သေပြလို့နေပါတယ်အခုလိုအပြစ်မဲ့တဲ့သူတယောက်ကိုရဲရဲဆက်ဆက်ကျူးလွန်ခဲ့တဲ့တရားခံကိုလည်းအမြန်ဆုံးဖမ်းဆီးရမိပြီးထိုက်တဲ့ပြစ်ဒဏ်ရရှိပါစေလို့မျှော်လင့်ပါတယ်ကျွန်တော်တို့ရဲ့ပြည်သက်ကြီးလည်းအပေါင်းအသင်းဆက်ဆံတဲ့အခါမှာပဲဖြစ်ဖြစ်အပြင်သွားလာတဲ့အခါမှာပဲဖြစ်ဖြစ်အထူးသတိထားကြဖို့တိုက်တွန်းပါရစေခင်ဗျာအခုလိုထူးခြားဖြစ်ရတွေနဲ့တိမဖွယ်ရသတင်းတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ဘုံဘုံ sharing channel ကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာအားလုံးပဲဘေးရန်နေကင်းဝေးကြပါစေနောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြပါမယ်